စေကျော်သက်မိန်းကလေးတူဟာသူမရဲ့အတွင်းကန်တချို့ပျောက်ဆုံးနေတာကိုသတိထားမိသွားပါတယ်။သူမလိုက်ရှာကြည့်တဲ့အခါအဲ့ဒီပျောက်ဆုံးနေတဲ့ဝစ်စားတွေကိုသူမရဲ့အသက်15နှစ်အရွယ်မောင်လေးရဲ့ခန်းထဲမှာတွေ့ပါတယ်။အဲ့ဒီဝစ်စားတွေကစိုးထိုင်းပြီးစေးကက်ကက်ဖြစ်နေပါတယ်။သူမကဒီကြောင်သူမရဲ့မိဘတွေကိုချက်ချင်းတိုင်ပြောလိုက်ပါတယ်။အဲ့ဒီနေမှာမောင်လေးကသူ့ရဲ့အိမ်အောင်ရဲ့ခန်းထဲမှာငယ်ချင်းတွေအတူတူချိန်ဖြုံးနေခဲ့ပါတယ်။မိဘတွေကငယ်ချင်းအားလုံးရဲ့ရှေ့မှာတင်သူ့အဆက်ခွဲပြီးစစ်မေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါသူတို့ဘဝရဲ့အကြီးဆုံးမှာတစ်ခုဖြစ်လာပါတယ်။သူတို့ရဲ့မိကမင်းကထူးဆန်းတဲ့ကောင်မန်ကတည်ပြီးမယ်ဒီလောက်ထိယုံစရာကောင်းလိမ့်မယ်လို့မထင်ထားဘူးလို့ပြောလိုက်ပါတယ်။ဖြစ်သူကလည်းငါကာမရာဇဝတ်ကောင်တစ်ယောက်ကိုပြုစုပြောထောင်ပြီးပါလားလို့ထပ်ပြောပါတယ်။ကောင်လေးရဲ့တကယ်ချင်းဖြစ်သူကလည်းအခြားသူတွေပဲလှည့်ပြီးတော့မင်းတို့ကယုံစရာကောင်းတယ်ကာမရာဇဝတ်ကောင်တစ်ကောင်နဲ့တကယ်ချင်းဖြစ်နေတာသိကြရလားလို့မေးခွန်းထုတ်ပါတယ်။နောက်ဆုံးမှာတော့မိဘတွေကသူတို့ရဲ့မောင်နှမဝမ်းခွဲစီကိုခိတ္တလွတ်လိုက်ပြီးအဲ့ဒီမှာတွားနေခိုင်းပါတယ်။တစ်ပတ်ကြာမှာတော့မိဘတွေကသူ့စကားပြောနေတာကြောင့်ရောက်လာပြီးတောင်းပန်ခဲ့ကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတစ်ပတ်တွင်းမှာလည်းမိန်းကလေးရဲ့ဝစ်စားတွေထပ်မံပျောက်ဆုံးနေတာကိုသူတို့သတိထားမိခဲ့လို့ပါ။နောက်ဆုံးတစ်နေ့မှာတော့သူတို့ရဲ့အဖေကအိမ်မွေးခွေးတွေကသမီးဖြစ်သူရဲ့ဝစ်စားတွေကိုပါဇက်နဲ့ခိုက်ချီထားတာကိုလက်ဘူးလက်ချက်မိသွားခဲ့ပါတယ်။ဒါပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။ကောင်လေးရဲ့တကယ်ချင်းတွေကကောင်လေးကဘလောက်တောင်ယုံစရာကောင်းတဲ့သူဖြစ်ကြောင်းနဲ့မိန်းကလေးတွေအနေနဲ့သူ့နားမှာသတိထားနေထိုင်ကြဖို့လူတိုင်းကိုလိုက်လံပြောဆိုပြီးဖြစ်နေပါပြီ